မိခင်အတွက်အသက်ကိုစတေးသွားခဲ့တဲ့မန္တလေးမြို့ဘာမထီကလပ်မှာလူငယ်လက်ဝဲသမားလေးမောင်လင်းခန့်မောင်မန္တလေးမြို့ရဲ့ပူပင်းလာတဲ့ຫນွေဦးရတ္တိယမှာတမျိုးလုံးကိုတုံလှုပ်ချော်ချစစ်ခဲ့တဲ့ရင်းနှင်းစရာမီးလောင်မှုဖြစ်ရတစ်ခုမဟာအောင်မြေမြို့နယ်မှာဖြစ်ပွားခဲ့ပါတယ်။ဓာတ်စီဘူးကနေစတင်ခဲ့တဲ့မီးလံတွေကခနာချင်းမှာပဲတအိမ်လုံးကိုဝါမျိုးသွားခဲ့ပြီးအဆိုပါမီးလောင်မှုအတွင်းမှာမိခင်ဖြစ်သူကိုဘေးကင်းရသို့ပို့ဆောင်ပေးရင်ကိုယ်တိုင်ကတော့မီးတောက်တွေကြားမှာကွယ်လွန်သွားခဲ့ရတဲ့18နှစ်အရွယ်လူငယ်လေးတဦးရဲ့မွန်မြတ်လာတဲ့သမိုင်းတစ်ခုကြံရစ်ခဲ့ရတာပါ။မတ်လ26ရက်နေ့နနက်ပိုင်းကမန္တလေးမြို့မဟာအောင်မြေမြို့နယ်ရှမ်းဝိုင်းရပ်ကွက်89လမ်းနဲ့38လမ်းတောင်မှာရှိတဲ့နေအိမ်တအိမ်မှာမီးလောင်မှုပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။အဆိုပါနေအိမ်ဟာစီပတ်အသေးလေးပင်ဓာတ်စီရောင်းချတဲ့အိမ်ဖြစ်တာကြောင့်မီးလျံတွေဟာထိမ့်မနိုင်သိမ့်မရပဲတအိမ်လုံးကိုခဏချင်းအတွင်းမှာတင်ရစရာမရှိအောင်လောင်ကျွမ်းသွားခဲ့ရတာပါဒီလိုကြောက်မက်ဖွယ်မိဘေးအန္တရာယ်နဲ့ရင်ဆိုင်ရချိန်မှာအိမ်ပေါ်ထက်မှာရှိနေတဲ့သားမိနှစ်ဦးဟာတံပန်းနေကြားပိတ်မိနေခဲ့ပြီးတေမီနဲ့ရင်ဆိုင်နေရတဲ့အခြေအနေကိုရောက်ရှိခဲ့ပါတယ်အဲ့ဒီလိုထွက်ပေါက်ပိတ်နေတဲ့အခြေအနေမှာအသက်18နှစ်အရွယ်မောင်လင်းခတ်မောင်ဟာတွန်းဆုံမနေပဲမိခင်ဖြစ်သူဘေးကင်းလွတ်မြောက်ရေးကိုသာပထမဦးစားပေးဆောင်ရွက်ခဲ့ပါတယ်ဘာမတီလှုပ်ဝဲခလက်ရဲ့လားလာရှိတဲ့လူငယ်ကစားသမားတဦးဖြစ်တဲ့ဒီကောင်လေးကကြန့်ခိုင်တဲ့အားကစားသမားဖြစ်ပြီးမိခင်ဖြစ်သူကိုအိမ်ခေါင်မိုးပေါ်ရောက်အောင်အားကုန်သုံးပြီးတွန်းတေပေးခဲ့ပါတယ်။အမြန်တက်ဖွားတော့ဆိုတဲ့စကားတကုန်းဟာမိခင်အတွက်တော့တားလေးရဲ့မေတ္တာအပြည့်ပါတဲ့နောက်ဆုံးနှုတ်ဆက်စကားဖြစ်သွားခဲ့ရတာပါ။မိခင်ဖြစ်သူလွတ်မြောက်သွားချိန်မှာတော့အငယ်ဆုံးတားလေးဖြစ်တဲ့သူဟာမိထောက်တွေကြားထဲကနေပြန်ထွက်လာနိုင်ခြင်းမရှိတော့ဘဲကွယ်လွန်သွားခဲ့ရရှာပါတယ်။မိခင်ဖြစ်သူကလည်းသူ့သားလေးကိုကယ်တင်နိုင်မလားဆိုပြီးခေါင်မိုးပေါ်မှာပြေးလွှနေရင်းနဲ့အော်ဟစ်ငိုကြွေးနေတဲ့ပုံရိပ်တွေကရက်ွက်တစ်ခုလုံးကလူတွေကမျက်ရည်မကျပေမနေနိုင်ခဲ့ပါဘူး။အားလုံးလည်းအတတ်နိုင်ဆုံးကယ်တင်ဖို့စ조사ခဲ့ပေနဲ့မီးငင်းသွားချိန်မှာဒီကောင်လေးကကွယ်လွန်ခဲ့ပါပြီ။ပိုပြီးရင်နှင်းစရာကောင်းတာကတော့ဒီလိုအဖြစ်ဆိုးနဲ့ကြုံတွေ့ခဲ့ရချိန်ကမောင်လင်းခတ်မောင်ရဲ့မွေးနေ့ရက်မြတ်လေးရောက်ရှိဖို့ရပ်ပိုင်းအလိုလေးမှာတင်ဖြစ်ပွားခဲ့တာပါ။မိသားစုနဲ့အတူပျော်ရွှင်စွာဆင်နွှဲရမယ့်မွေးနေ့လေးမှာအခုလိုမိခင်ကိုကယ်တင်ရင်အသက်ကိုစတေးသွားခဲ့ရတဲ့တားကောင်းရတနာလေးရဲ့ဖြစ်ရဟာတမျိုးလုံးကပြည်သူတွေကိုပါဖြေမဆဲနိုင်အောင်ဖြစ်ရပါရဲ့။တားလေးကိုမကယ်တင်နိုင်ခဲ့တဲ့အတွက်ရင်ကွဲမသက်ခံစားနေရတဲ့မိခင်ဖြစ်သူမှလည်းစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေပြီးလက်ရှိမှာတော့ဆေးရုံမှာဆေးကုသမှုခံယူနေရပါတယ်။သမီး၃ယောက်အကြားမှာတူဦးတဲ့သောတားလေးဖြစ်လို့မိခင်အပေါ်တီးသက်လွတ်တဲ့မောင်လင်းခတ်မောင်လေးမြတ်တာကတော့ကဘာတီတဤမွန်မြတ်တဲ့တမိုင်းတစ်ခုဖြစ်ကြံရစ်နေမှာပါအားကစားသမားပြီးရဲရစ်နဲ့စိတ်တဲ့တားကောင်းတယောက်ပြီးတီးသက်တဲ့စိတ်သက်တွေနဲ့မိခင်ကိုကယ်တင်သွားခဲ့တဲ့သူ့ရဲ့လုပ်ရဟာလူအများအတွက်အတူယူဖွယ်တရွဲကန်းဆန်တဲ့လုပ်ရတစ်ခုပဲဖြစ်ပါတယ်မိခင်ကိုကယ်တင်ပြီးမိထဲမှာကွယ်လွန်သွားခဲ့တဲ့တရွဲကန်းသားလေးမောင်လင်းခတ်မောင်ရဲ့ဝိညာဉ်သည်အေးချမ်းရာသူဂတိဘုံတို့ရောက်ရှိပါစေကြောင်းပရိသတ်ကြီးတို့ကလည်းဆုတောင်းမြတ်တာပို့သပေးသွားခဲ့ပါအောင်နော်